အားလုံးပဲမင်္ဂလာပါခင်ဗျာကျော် audio book channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းပြစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ခင်ဗျာဒီနေ့မှာလေစာရေးသူလွင်ဦးဟန်ရေးသားထားတဲ့ဂူဖြတ်အုပ်နဲ့ဖုတ်ပိတ်တာဆိုတဲ့ဇလန်းကိုတင်ဆက်ပေးချင်ပါတယ်ဇလန်းမစတင်ကမှာကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာသိရှိစေဖို့အတွက်လည်း notify ခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာအန်တကြီးကြီးနဲ့ဖြစ်နေတဲ့ဒေါ်တင်တန်းကိုကြည်ရင်ကတည်းမူမမှန်ဘူးလို့ထင်ပါလေဒေါ်တင်တန်းဆိုတာကကျွန်တော်နဲ့အိမ်ဘေးချင်းကက်လျက်နေထိုင်တဲ့မိတ်ဆွေတီပါဒေါ်တင်တန်းရဲ့ခင်ပွန်းဖြစ်တဲ့ဦးလှအောင်ဆိုတာကျွန်တော်နဲ့အတော့ကိုယဉ်နေပါတယ်ဦးလှအောင်နဲ့ဒေါ်တင်တန်းမှာတားသမီး3ယောက်ရှိပြီးတော့အကြီးဆုံးသမီးနဲ့တားလက်ကအိမ်အောင်ခွဲထွက်သွားကြပါပြီအငယ်ဆုံးမောင်မောင်ထွေးက10ရန်3နှစ်ဆက်တိုင်ကြာပြီးတော့ပညာဆက်မတင်တော့ဘဲနဲ့သူ့ဖေဦးလာအောင်နဲ့တူအဝစီရေရောင်းစားပါတယ်ဦးလာအောင်တို့ကအဝစီတွင်တူးထားပြီးတော့အဝစီတွင်းရေကိုရောင်းစားတဲ့အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်ဦးလာအောင်ရဲ့သားအလက်ခင်မောင်စိန်ကကျွန်တော်နဲ့တက်တူရွယ်သူပါဦးလေးအကြီးတော်တင်တဲ့ဘာဖြစ်နေရလဲဗျအဖျားတက်နေရလားမသိပါဘူးမောင်တင်မို့မေးလို့လည်းမရဘူးကွကျွန်တော်စိတ်ထင်တော့ပယောဂများဝင်နေလားပဲဗျဘယ်ဟာပယောဂဝင်ရမှာလဲကွကျမ်းမာကြီးမကောင်းလို့ညှိနေတာဖြစ်မှာပါမေးတော့လဲမဖြစ်ဘူးကွရှော့မော်ပြီးတော့မေးကြည့်ပါအောင်ဗျာဦးလေးတို့တခုခုမကြင်နဲ့လို့မပြောတာလဲဖြစ်ချင်းဖြစ်မှာပေါ့ငါမြင်နေတာတော့ဘာမှမဖြစ်ပါဘူးစားနိုင်တောက်နိုင်နေတာပဲအကြီးတော်တင်တဲ့ကိုကြည့်ရတာကျွန်တော်စိတ်ထဲမှာတမျိုးကြီးပဲမင်းကတရေဝင်ပူးတယ်ထင်နေတာလားမောင်တင်မို့ဟုတ်တယ်ဦးလေးကျွန်တော်တော့အဲ့လိုပဲထင်တယ်အထက်ဆရာကြီးနဲ့ပြကြည့်ပါလားဗျငါးလမ်းထဲမှာရွှေရင်ကျော်ဆရာတယောက်ရှိရလေမဖြစ်နိုင်ပါဘူးကွာငါလည်းအဲ့ဓာတွေကိုအယုံကြည်မရှိဘူးကိုနဲ့မဆိုင်တဲ့ကိစ္စဆိုပေမဲ့အိမ်ကြီးချင်းရလည်းဖြစ်နေတာရဲ့ခင်မင်းရင်းစွဲရလည်းရှိနေရရဲ့စိတ်ထဲတန်တရားတွေရှိနေရရဲ့အကြောင်းပြောတာပြောရပါတယ်သူတို့မိသားစုချင်းပို့ပြီးတော့တည်တယ်ဆိုတဲ့အတွေ့နဲ့ကျွန်တော်လည်းဆက်ပြီးတော့မပြောပြတော့ပါဘူးငါ့ကိုသူတို့ပြန်ပို့ပေးကြစမ်းညနေစောင်းပြီဆိုတာနဲ့အိမ်ပေါက်ဝါကိုနောက်ကျောခိုင်းပြီးတော့အော်ဟစ်နေတဲ့ဒေါ်တင်တန်းရဲ့အခြေအနေကတာမန်ထက်မဟုတ်တော့ဘူးဆိုတာကျွန်တော်သာမကတက်လန်းလုံးကသဘောပေါက်နေကြပြီပြောရမယ်ဆိုရင်လေဦးလာအောင်တို့တားဖာကောင်းပါပါတယ်စစ်သားလူထွက်တယောက်ဖြစ်တဲ့ဦးလာအောင်ကပယောဂါကိုအယုံအကြည်မရှိသူဆိုတာကျွန်တော်သဘောပေါက်ပြီလေပရာဆိုတဲ့တမလွန်ဘဝအရာတွေကိုမယုံကြည်ဘဲနဲ့မရဘူးဖျားရှင်တော်မှာတမလွန်ဘဝမှာစားရည်ပြက်လက်နေတဲ့ပိတ်တာလို့ခေါ်တဲ့ပိတ်တာတွေအကြောင်းကိုဟောကြားတော်မူခဲ့ပါတယ်အိမ်နီးနားချင်းတွေဆိုတာကလည်းမြင်နေရကြားနေရစိတ်မသက်သာလှပါဘူးဒေါ်တင်တန်းရဲ့အချိန်တွေကတရက်ထက်တရက်ပို့ပြီးတော့စိုးဝါလာပါပြီမတင်တန်းကြောင်အိမ်ထဲကဟင်းတွေအကုန်စားလိုက်တာလားဟုတ်တယ်နင်အဲ့လိုစားပြစ်တော့ငါတို့သားဖာဘာနဲ့သွားစားမှာလဲရှေ့လူနောက်လူကြည်စားအောင်မှာပေါ့စားကျင်လို့စားတာဘာဖြစ်သလဲနင်ကငါ့ကိုခံပြောနေရလားမတင်တန်းနင်ကငါ့ကိုဘာထင်နေတာလဲဒေါ်တင်တန်းရဲ့နှုတ်မှာရုပ်ရင်းကြမ်းတဲ့စကားတွေကြားလိုက်ရတော့ကျွန်တော်တက်အံ့တော်နဲ့ဖြစ်မိတယ်ဒေါ်တင်တန်းကအနေအေးပြီးတော့အခုလိုမျိုးရုပ်ညံ့တဲ့စကားတွေဘယ်တော့အခါမှမပြောခဲ့သူပါဦးလာအောင်ကိုလည်းယူယူတီတီဆက်ဆံတတ်ပါတယ်မတင်တန်းနင်ကငါ့ကိုဆဲတယ်ပေါ့လေငါလှုပ်လိုက်လို့သေတော့မယ်လှုပ်ရင်လှုပ်ကြည့်စမ်းအကွာယူတယ်လို့ကြောင်လို့နဲ့ငါ့ကိုဆဲတယ်ကောင်မကြောင်ကနေနေအောင်ဟာဦးလေးမလှုပ်ပါနဲ့ရှန်နေကပန်းပင်တွေကိုရေလောင်းနေရကဒေါ်တင်တန်းနဲ့ဦးလာအောင်တို့ရဲ့အခြေအနေကိုစောင့်ကြည့်ပြီးနားဆွနေတဲ့အချိန်မှာပဲဦးလာအောင်တို့လင်မယားရန်ဖြစ်နေကြတာကိုကြားလိုက်ရပြီးတော့တစ်ဆက်တည်းဆိုသလိုဦးလာအောင်ကဒေါ်တင်တန်းကိုပြေးရိုက်လိုက်တာမြင်လိုက်ရတယ်ကျွန်တော်ကအပင်ရေလောင်းနေရကနေပြီးတော့ဦးလာအောင်တို့အိမ်ဘက်ကိုပြေးရပါတော့တယ်ဦးလာအောင်ရဲ့အိမ်ထဲကိုရောက်တဲ့အချိန်မှာဒေါ်တင်တန်းရဲ့မိအဝင်ဝင်တောက်နေတဲ့မျက်လုံးကိုကြောက်ခမန်းလိလိမြင်တွေ့လိုက်ရလို့ရှီလန်းဒီကတုံကနေဖြစ်သွားရပါတော့တယ်ကောင်မငါ့ကိုဘယ်တော့မှဆဲဘူးလို့လဲဦးလာအောင်ကဒေါ်တင်တန်းကိုပါရိုက်ဖို့အတွက်လက်ရွယ်လိုက်တာနဲ့တပြိုင်နက်တည်းဒေါ်တင်တန်းကဦးလာအောင်ရဲ့ရင်ဘတ်ကိုစောင့်တွန်းလိုက်ပါတယ်ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ဒေါ်တင်တန်းရဲ့တွန်းအားကကြောက်စရာကောင်းလွန်းပါတယ်အตาအရာကိုပဲထင်ရပေမဲ့သူ့ထက်ခန္ဓာကိုယ်နှစ်ဆနီးပါးရှိတဲ့တန်တန်မာမာယောက်ျားကြီးဦးလာအောင်အဝေးကိုလွင့်ထွက်သွားပြီးတော့နယံနဲ့စောင့်ပြီးသွားပါတော့တယ်အကြည့်တော်ဒီတန်းမလုံးနဲ့ဦးလေးကျွန်တော်လည်းရက်ကြည့်မနေနိုင်တော့တာကြောင့်နယံနဲ့စောင့်ပြီးတော့ခွေလေးလဲကျသွားတဲ့ဦးလာအောင်ကိုပြေးပွေပါတော့တယ်ဘာဖြစ်သွားလဲဦးလေးဦးလာအောင်ကကျွန်တော်အမေးတာကိုမဖြေဘဲနဲ့ဒေါ်တင်တန်းကိုဒေါသကြီးကြည့်နေတာကြောင့်
စိတ်ပြေအောင်ရှော့မော်တောင်းမရတယ်လင်မယားချင်းရမဖြစ်ကြပါနဲ့ဗျာအကြည့်တော်တင်တန်းလဲကျမ်းမာကြီးမကောင်းလို့စိတ်တူတာလဲတူပါတယ်ကောင်မငါလုံးတေတော့မယ်နင်ကငါ့ကိုဘာထင်းနေတာလဲငါလှုပ်လိုက်ရင်နင်းတေသွားလိမ့်မယ်ကြည့်တော်တင်တန်းကလည်းတော်ပါတော့ဗျာကျွန်တော်ဂျားရကနေတောင်းပန်ပါတယ်တော်တင်တန်းကိုတောင်းပန်ရင်းနဲ့အချိန်တွေကိုကြည့်မိတဲ့အခါမျက်လုံးတွေရဲ့ဟန်ပန်အမူအရာတွေကတော်တော်ကြောက်စရာကောင်းနေမှန်းတတိထားလိုက်မိပါတယ်တော်တင်တန်းရဲ့ပုံစံကအရင်နဲ့မတူတော့ပါဘူးဦးလာအောင်ကိုခါထောက်ပြီးတော့ကြည့်နေတဲ့မျက်လုံးတွေကရဲရဲကိုနီးနေပါတယ်စပင်ဖားလာချထားပြီးတော့ဒေါသကြီးနဲ့ကြည့်နေတဲ့ပုံစံကဒေါ်တင်တန်းမဟုတ်တော့ပါဘူးတေးကြပါတယ်ဦးလေးကျွန်တော်တို့အိမ်ကိုခဏလိုက်နေအကြီးဒေါ်တင်တန်းစိတ်ပြေတော့မှာပဲပြန်ပေါ့စိတ်ပြေအောင်ငါသူ့ဘာလို့မိလို့လဲကွာကြောင်အိမ်ထဲကဟင်းနေအကုန်စားပြစ်လိုက်လို့ပြောတာလीကွာခြေနောက်မကြည့်ပဲနဲ့စားပြစ်လိုက်တော့ငါတို့အသားဖာတွေဟာရှီကောက်စားရမှာလားကွာလာပါဗျာစိတ်ပြေမှာပဲပြန်ပါကောင်မနင်ဟိုအသေးတက်ပြစ်ရှင်နာယူရင်လည်းအယူထောင်ပို့ပေးမယ်ဦးလေးစိတ်ထိတ်ပါဗျာဒေါသကိုလျှော့ပါကျွန်တော်ကဦးလာအောင်ကိုတွဲပြီးတော့အိမ်ကိုခေါ်လာခဲ့ပါတယ်ဦးလာအောင်ကိုခေါ်လာပြီးတော့ဒေါ်တင်တန်းကိုလှည့်ကြည့်လိုက်တော့အိမ်ပေါက်ဝါကိုကြော်ပေးပြီးတော့စပင်ဖားလာနဲ့ရှေ့စင်းထိုင်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်ရဲ့မိဘတွေကပြောဆိုဘူးတာကိုတတိယမိလိုက်တော့စက်သိမ်းမွေးကြီးနေတောင်ထားမိပါတယ်ဒေါ်တင်တန်းရဲ့နေထိုင်တဲ့ပုံကအပမိတာမဟုတ်ရင်ရွာသူနှောက်ချက်တဲ့ပုံစံအပြူစားခံခါရတဲ့ပုံစံမျိုးပါဒီကောင်မကိုအယူထောင်ပို့မယ်ကွာစိတ်ချောပါဦးလေးရကျွန်တော်ကတော့အထက်ခိုင်းကဆရာတယောက်နဲ့ပြကြည့်တင်တယ်လို့ထင်နေတော့အလကားပါကွာဘာပယောကမှမဟုတ်ဘူးသွေးဆုံးကိုင်းပြီးတော့ယူနေတာကွာမဟုတ်နိုင်ဘူးနော်ဟင်းတွေကိုအကုန်စားပြစ်တာဆိုဟုတ်တယ်လေအဲ့ဒါတရက်ထဲမဟုတ်ဘူးဟိုနေ့ကလည်းညာကြီးမို့ရှို့အရှိန်တော်ကြီးအိုးလန်ခွက်လန်နဲ့စားတာဘာမှမကြံတော့ဘူးလုပ်ပြီးရင် तू မဟုတ်တယ်လို့ပဲအကြီးတော်တင်တန်းဈေးသွားတာတွေ့တယ်မနက်ပိုင်းဝင်အကောင်းပဲကျွန်တော်လေးလာမိတလောက်တော့ညနေဆောင်တာနဲ့ဒီလိုမျိုးဖြစ်နေတာထူတော့ထူးဆန်းနေဖြစ်တာမကြသေးဘူးဆိုတော့တခုခုပဲဗျဦးလေးရအယူပါပါဆိုနေမှာကွာချက်တာပြုတ်တာကြတော့ဘသူချက်တာလဲသူပဲချက်တယ်လေမင်းပြောသလိုမနဲ့ဆိုရင်အကောင်းညနေဘက်ဆိုရင်တော့အယူစိတ်ပေါက်လာတယ်အယူထောင်ပို့ပေးမယ်ကွာကျွန်တော်နဲ့တော့မသက်ဆိုင်တော့ဘာမှဝင်ပြောလို့မဖြစ်ဘူးဗျဦးလေးရဲ့သဘောပါမက်လောက်သားလောက်အယူထောင်မှာတလလောက်ပြစ်ထားပြလိုက်အောင်မယ်ကွာအလိုတော့မလုပ်ပါနဲ့ဗျစိတ်ဝေဒနာမဟုတ်ဘဲနဲ့တခြားဟာတစ်ခုခုဆိုရင်ပိုဆိုးပါမယ်ထိုနေ့ကညနေ9 နာရီလောက်မှာဦးလာအောင်နဲ့သားမောင်မောင်ထွေးလာခေါ်သွားလို့ဦးလာအောင်အိမ်ပြန်လိုက်သွားပါတယ်ပြဿနာထပ်ဖြစ်တန်တော့မကြားရလို့စိတ်ချမ်းသာရပါတယ်နောက်တနေ့မနေ့မှာတော့ဦးလာအောင်တို့တားဖားနေအောင်ဒေါ်တင်တန်းကိုတသားလေးစိတ်ရောဂါဆေးရုံကိုပို့ဆောင်လိုက်ကြပါတော့တယ်ဦးလာအောင်တို့တားဖားပြောင်းလာတော့ဒေါ်တင်တန်းပြန်ပါမလာတော့ပါဘူးတေရှာမလေးလာပဲနဲ့စိတ်ရောဂါကူတဲ့ဆေးရုံကိုပို့လိုက်တာတော့ကျွန်တော်မနစ်သက်ပါဘူးသို့တော်လေကျွန်တော်နဲ့မသက်ဆိုင်တဲ့ကိစ္စဖြစ်နေသဖြင့်ဝင်ရောက်ပြောဆိုခြင်းတားမြစ်ခြင်းလည်းမပြုဘဲနဲ့ထားပါတော့တယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့ဒေါ်တင်တန်းနောက်ဆက်တွဲအကျိုးဆက်တွေကိုမခံစားရပါစေနဲ့လို့သာဆုတောင်းနေမိပါတယ်ကျွန်တော်စိုးရိမ်တာကစိတ်ဝေဒနာတွေအထင်နဲ့လျှော့ရိုက်မှာကိုပါဒါပေမဲ့လည်းစိတ်ယောဂါကိုဆရာဝန်တွေကလူနာအခြေအနေကိုသိလောက်မယ်ဆိုတဲ့ဖြည့်တွေးရင်းနဲ့ပဲစိတ်ဖြီးခဲ့ပါတယ်စိတ်ယောဂါဆေးရုံကိုဒေါ်တင်တန်းရောက်နေတဲ့အချိန်မှာပဲကျွန်တော်တို့ရက်ကွက်ထဲမှာ3လမ်းမှာထိတ်လန့်ရှောက်ချားပေါ်ရာတွေကြုံတွေ့ခဲ့ရတယ်အဲ့ဒါကတော့လူကြီးတိတ်လို့အိတ်နေတဲ့အချိန်ဆိုရင်ခွေးတွေဥပြီးတော့လမ်းပေါ်မှာအဖြူရောင်အရိပ်ကြီးကသွားလာနေအောင်မြင်တွေ့နေရပါတယ်အဲ့ဒါထက်ပိုဆိုးတာကကလေးလူငယ်တွေအငိုမတိတ်တာအိမ်ခေါမိုးတွေပေါ်မှာလည်းခဲနဲ့ပြစ်တာတွေကြုံနေရတယ်ပြစ်တဲ့ခဲကလည်းတခြားမဟုတ်ဘူးလမ်းခင်းထားတဲ့အုံညီခဲအကျိုးတွေပါ3လမ်းအောက်ကအချမ်းတစ်ခုတည်းတွင်ကွက်ပြီးဖြစ်နေတာတော့ထူးခြားနေပါတယ်3လမ်းအောက်ကရေဝတ်တဲ့နေရာဖြစ်ပြီးတော့ဂျိုက်နေလည်းဖြစ်နေတယ်ရေဝတ်ရင်လည်းတော်တော်နဲ့ပြန်မစင်းတာကြောင့်လမ်းအလဲမှာလူ2ယောက်လျှောက်တာယုံနဲ့ဂျိုင်းကွက်နေရာတွေကိုအုတ်ခဲကျိုးတွေလမ်းခင်းထားတာမကြသေးပါဘူးဒေါ်တင်တန်းကိုစိတ်ရောဂါစိတ်ယုံမပို့ခင်3ရက်အလိုကမှခင်းတာဖြစ်ပါတယ်ပထမကတော့ကဝုံမြေကြီးခင်းကြမလို့ဆိုတာကိုကြားလိုက်ရပါသေးတယ်နောက်တော့အစီအစဉ်ပြောင်းသွားပြီးတော့အုံနေတဲ့ကျိုးတွေကိုခင်းကြပါတယ်လူကြေတိတ်လို့တက်ကြီးခေါင်းချခြင်းရောက်ပြီဆိုတာနဲ့ခွေးဥတန်တွေကိုအတိုင်းသာကြားနေရပါတယ်တခါတည်းရန်အပုတ်နံတွေကိုရတက်ပါသေးတယ်အရင်ကညအချိန်တော့လမ်းထိပ်ကအုတ်ခုံမှာဂီတာတီးပြီးတော့တချင်းအော်ဆိုကြတဲ့လူငယ်တော်မှညဆိုရင်မထွက်ကြရဲတော့ပါဘူးသူတို့ကိုယ်တိုင်လည်းလမ်းမှာရှောက်သွားနေတဲ့ပုံတံအမျိုးမျိုးကိုမြင်တွေ့ရတာတကြောင်အိမ်ခေါမိုးပေါ်တွေကိုခဲနေပြစ်တာသူတို့လိုထင်ကြမှာကတကြောင်ကြောင့်ညဘက်ဂီတာမတီးကြတော့ဘူးပေါ့ပိုမိုဆိုးရလာတာကတော့လူအသေးအပြောက်ညားလာခဲ့ခြင်းပဲဖြစ်တယ်ယောဂဗျာမရှိဘဲနဲ့အကောင့်ဘက်ကရိယာနေပြီးတော့ရုတ်တရက်တေဆုံးသွားတာကတော့15ရက်တွင်3လောင်းတောင်ရှိခဲ့ပြီဒါကြောင့်လေတန်ဃာတော်တွေကိုပင့်ဖိတ်ပြီးတော့လမ်းထိပ်မှာပရိတ်ရွတ်ဖတ်တာကမ္မဝါ
ရွတ်ဖတ်တာတွေကိုလှုပ်ကြပါတော့တယ်သုံးလန်ကိစ္စအေးသွားပြီး3ရက်မြောက်တဲ့နေ့မှာတော့ဒေါ်တင်တန်းတယောက်အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ဆေးရုံမှာလူကောင်းအတိုင်းရှိနေတဲ့အပြင်စိတ်ဝေဒနာတွေမဟုတ်တာကြောင့်ဆေးရုံကပါပြန်ဆင်းခွင့်ပေးခဲ့တယ်ဒါပေမဲ့လည်းဒေါ်တင်တန်းအိမ်ပြန်ရောက်တဲ့ညမှာပဲပြန်ဖောက်လာပါတော့တယ်အိမ်နေည12နာရီလောက်မှာအိယာဝန်ခံပြီးခြေထောက်ဆေးဖို့အတွက်အိမ်ချိကရေတိုင်ကြီးရှိရာကိုတကားဖွင့်ပြီးတော့ဆင်းလာခဲ့တဲ့အခါမှာတော့ဦးလာအောင်တို့အိမ်ချိမှာလူရိပ်မြင်တွေ့လျက်လို့ကြည်လိုက်မိတယ်အိမ်ချိတကမာကြီးကိုဖွင့်ပြီးတော့ရှန်ထဲမှာငူငူကြီးရက်နေတဲ့ဒေါ်တင်တန်းကိုမြင်တွေ့လိုက်ရတယ်ဦးလာအောင်တို့တားအဖကိုမမြင်တွေ့တာကြောင့်အိမ်မောကျနေတာဖြစ်နိုင်တယ်ဒေါ်တင်တန်းဘာလုပ်မယ်ဆိုတာကိုသိကျင်တာနဲ့ချန်စီယိုနာကိုရှေ့တန်းလုံလုံနဲ့ကတ်နိုင်သမျှတိုးကတ်သွားပြီးတော့ပုံနေရိပ်ပင်ကြီးကြားကနေပြီးတော့အသာဆောင်ကြည့်တယ်ဒေါ်တင်တန်းကြည့်ရတာလူသားတယောက်နဲ့မတူဘဲနဲ့တခုခုပူးကတ်နေတဲ့ပုံစံမျိုးဖြစ်နေတယ်တကူလုံးရင်းထိုးနေပြီးတော့အိမ်ထဲကိုစိုက်ကြည့်နေတဲ့အပြင်ပါဇက်ကလည်းတခုခုကိုပြောဆိုနေတယ်ဒေါ်တင်တန်းရဲ့အတန်ကတိုးလွန်းတော့ဘာတွေပြောဆိုနေတာတော့ကျွန်တော်မကြားရဘူးဒါပေမဲ့လည်းဒေါ်တင်တန်းရဲ့ဟန်ပန်အမူအရာတွေကတော်တော်ကြောက်ဖို့ကောင်းပါတယ်ကျွန်တော်မျက်တောင်မခတ်ပဲကြည့်နေစင်ပါပဲဒေါ်တင်တန်းတန်ကတောက်ခိုက်လက်တံကိုကြားလိုက်ရပြီးတော့ညာဘက်ရှီဖနောက်နဲ့မြေကြီးပေါ်ကိုနှစ်ချက်စောက်လိုက်တာကိုတွေ့မြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲဒေါ်တင်တန်းရဲ့နောက်ကျောဘက်ကနေအဖြူရောင်အရိပ်နှစ်ခုရုတ်တရက်ပေါ်လာပြီးတော့အိမ်ပေါ်ကိုတက်သွားတာကိုတွေ့မြင်လိုက်ရတော့တယ်မကြခင်မှာပဲအိမ်ပေါ်ကဦးလာအောင်ရဲ့စူးစူးဝါးဝါအော်တန်ကိုကြားလိုက်ရတော့ကျွန်တော်လည်းရှေ့မကင်ပြီးလက်မကင်ပြီးဖြစ်ခဲ့ရတယ်စူးစူးဝါးဝါအော်တန်ကိုကြားလိုက်ပြီးမိနစ်အနည်းငယ်အတွင်းမှာပဲဦးလာအောင်တယောက်ပစိုးမပါနဲ့အိမ်ပေါ်ကနေဆင်းပြေးလာခဲ့တယ်အဖြူရောင်အရိပ်နှစ်ခုကလည်းဦးလာအောင်ရဲ့အနောက်ကနေထက်ချက်မကွာကတ်လိုက်လာပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အဖေကအိယာနေနိုးလာပြီးတကားဖွင့်တာကိုမြင်လို့အိမ်ရှိကိုထွက်လာပါတယ်အဖေအိမ်အောင်ဆင်းလာတော့မှကျွန်တော်လည်းအဖေစီကိုခက်တုတ်တုတ်လေးရှောက်သွားတော့တယ်အနီးနားကအိမ်တွေကလည်းမီးတွေဖွင့်ပြီးတော့အပြင်ကိုကြည့်နေကြပြီဟေ့ညာအီမီဘာလုပ်နေရလဲရှေ့တော့ဆေးမလို့အဖေဟိုဘက်အိမ်မှာဘာဖြစ်မှန်းမသိလို့သွားရှောင်းကြည့်နေတာငါလည်းအော်တန်ကြလို့ထကြည့်တာကွာဘယ်အိမ်ရလဲဦးလာအောင်တို့အော်တာအဖေရဲ့ဘာဖြစ်တာလဲကွာကိုလာအောင်ရောဘယ်မှာလဲအဖေကိုအကျိုးအကြောင်းချင်းပြပြီးတော့ဦးလာအောင်ရဲ့အိမ်ကိုကြည့်နေတဲ့အခါမှာဒေါ်တင်တန်းရှန်ထဲမှာရက်လျက်သားနဲ့မြင်နေရသေးတယ်ဟေ့မောင်ထွေးမရှိဘူးလားကွာမသိဘူးဖေအခုထိတော့မတွေ့ရသေးဘူးမတ်တင်တန်းအိမ်ရှိမှာဘာရက်လုံနေရလဲအရင်နေ့ကအဖေအိမ်မှာမရှိလို့မသိတာကြောင့်မလို့ဒေါ်တင်တန်းတို့အကြောင်းကိုပြောပြလိုက်ရပါတယ်အဖေကဖုန်းကြီးကြောင်းမှာပဲအနေများပါတယ်မကြမ်းမမာဖြစ်နေတဲ့ကျွန်တော်ရဲ့ဘာကြီးအဖေရဲ့အကိုစာချကိုတော်ကြီးကိုတွားရောက်ပြုစုနေတာကြောင့်မလို့အိမ်မှာအနေနေပါတယ်ကျွန်တော်အထင်ဒေါ်တင်တန်းကိုပရလောကသားတကောင်ကောင်ဝင်ပူးနေတာဖြစ်မယ်တခုခုတော့မှားပြီနဲ့တူတယ်မင်းပြောတာဖြစ်နိုင်တယ်ငါမတ်တင်တန်းကိုတွားကြည့်လိုက်မယ်လူရမရပရိတ်ရီတော့ယူသွားမယ်အဖေကဖျားစင်မှာတင်ထားတဲ့ပရိတ်ရီပလင်းကိုယူပြီးတော့ဦးလာအောင်ရဲ့အိမ်ဘက်ကိုထွက်သွားတယ်အားကြောင့်ကျွန်တော်လည်းအဖေနဲ့အတူလိုက်သွားတယ်ရှမ်းအပြင်ကိုရောက်တဲ့အခါဓာတ်တိုင်အောက်မှာငယ်ပါကိုလက်နှစ်ဖက်နဲ့ဖုံးအုပ်ပြီးတော့သူ့အိမ်ကိုလှမ်းကြည့်နေတဲ့ဦးလာအောင်ကိုတွေ့လိုက်ရတယ်ကိုလာအောင်ပစိုးမချီဘာမရှိနဲ့ဘာရက်လုံနေရလဲကျွန်တော်ကြောက်လို့ဘာလို့ကြောက်ကြလဲဟိုမှာတခြားအိမ်တွေထွက်ကြည့်နေပြီးကျွန်တော်တို့အိမ်တွေကိုလိုက်ခဲ့မလိုက်ရဲဘူးကိုယူတင်ဘာဖြစ်တာလဲဆိုတာပြောစမ်းပါအောင်ကျွန်တော်အိပ်ပျော်နေတော့ကျွန်တော်ပေါ်ခွာစီးထားလို့ဟမ်ဘယ်သူကခွာစီးထားတာလဲယောက်ျားကြီးနဲ့ယောက်ျားမျက်နှာကြီးတွေကလည်းကြောက်စရာကြီးတွေဗျာရှာကြီးတွေကလည်းအချေကြီးတွေဗျကျွန်တော်ကိုယ်ပေါ်မှာခွာစီးပြီးတော့လေပင်ကိုညှစ်ထားလို့အတင်းယုံထားပြီးတော့ပြေးလာခဲ့ရတာမောင်ထွေးကအိမ်မှာမရှိဘူးလားသူ့တငယ်ချင်းအိမ်မှာသွားအိတ်တယ်လာကျွန်တော်တို့ရှိတယ်မကြောက်နဲ့လူမြင်လို့မကောင်းဘူးအဖေကလှမ်းခေါ်တော့ဦးလာအောင်ကြောက်လန့်နဲ့အဖေနားကိုရောက်လာပါတယ်အယုံကြည်မရှိတဲ့ဦးလာအောင်ကိုဘလို့ပုံဘလို့နီးနဲ့ကြောက်တက်သွားမှ၆လက်လိုက်တယ်တော့မသိဘူးဦးလာအောင်အတော့ကိုကြောက်ရွံ့နေကြတဲ့ကဆူဆူဝါဖြစ်ခဲ့မှန်းကျွန်တော်သဘောပေါက်ပါတယ်မကြခင်မှာပဲအိမ်နီးနားချင်းတွေလည်းရောက်ချလာကြပြီကျွန်တော်တို့၃ဦးဦးလာအောင်ရဲ့ခြံထဲကိုဝင်လိုက်ရင်ပဲဒေါ်တင်တန်းကကျွန်တော်တို့ဘက်ကိုရုတ်ချီလှည့်လာပြီးတော့ဦးလာအောင်ကိုဒေါသတကြီးနဲ့ကြည်ပါတော့တယ်နင်းကိုမလုတ်ချင်လို့ကြည်နေတာအခုခါမှာတော့ဦးလာအောင်တယောက်ဒေါ်တင်တန်းကိုတခိုးမှပြန်မပြောရတော့ဘဲနဲ့အဖေရဲ့အနောက်မှာနေကုတ်ချောင်းနဲ့ဖြစ်နေကြတယ်မတ်တင်တန်းဘာဖြစ်နေတာလဲအဖေကမေးတော့ဒေါ်တင်တန်းကအဖေမျက်နှာကိုတလဲလက်ထဲကပရိတ်ရီပလင်းကိုတလဲကြည့်ပါတယ်ကျွန်တော်မင်းနေရလေခမရဘာဖြစ်နေရလဲမတ်တင်တန်းဘာမှဖြစ်ပါဘူးငါတင်တန်းမဟုတ်ဘူးဒါဆိုရင်ဘာတူလဲဘာဖြစ်လို့အနောက်ရှက်ပေးနေရလဲငါတို့ရဲ့ဂူတွေကိုဖြတ်ပြီးတော့ဟော့ဒီမှာခင်းသားလို့ဟဲ့ဟေးဒေါ်တင်တန်းကအိမ်ရှိမှာခင်းထားတယ်အုတ်ခဲကျိုးမြောင်ကိုလက်ညှိုးထိုးပြီးတော့ဒေါသကြီးပြောဆိုတာကြောင့်အဖေရောကျွန်တော်ပါတက်အန်တော်ဖြစ်ကြရတယ်လို့လာကြည့်ကြတဲ့အိမ်နီးနားချင်းတွေပါအကြီးအကျယ်အံ့အားသင်သွားကြတယ်ကိုလာအောင်အဲ့ဒီအုတ်ခဲကျိုးတွေကဘယ်ရရတာလဲ
သုံးလန့်ကိုမျိုးတို့လမ်းခင်းမှုတွေကနေတကျင်းစာဝယ်လိုက်တာပါခမရတော့လှုပ်ချလိုက်ပြန်ပြီဗျာအခုဝင်ပူးကန်နေတဲ့သူကယောက်ျားလားမိန်းမလားမိန်းမဟဲ့အခုအုပ်ကျိုးတွေဟာဘယ်သင်းညံ့အုပ်ကိုဖျက်လာရတာလေကြံတော့တင်းကြိုင်လေအော်ကောင်းပြီအခုအုပ်ကျိုးတွေကိုအကုန်ပြန်ဖော်ပြီးတော့လွတ်ပြစ်မယ်ဆိုရင်လက်ခံမလားလွတ်ပြစ်လို့တော့မရဘူးငါတို့ကရေဝေးပြောင်းရတော့မယ်အဲ့ဒီကိုသွားပို့ပါလှုပ်ပေးမယ်နင်တို့လည်းမနှောက်ချက်တော့နဲ့ဒီလိုလှုပ်လို့တော့ဘယ်ရမလဲငါတို့ကြည်နဲ့အောင်လှုပ်ပေးရမယ်ဘလို့လှုပ်ပေးရမလဲငါတို့အမဲသားအစိမ်းကျွေးပါငါတို့ဆိုတာဘသူတွေရှိသေးလို့လဲငါနဲ့အတူနှစ်ကောင်ရှိသေးတယ်ကောင်းပြီနင်တို့ကြည်နဲ့အောင်ပြောတဲ့အတိုင်းလှုပ်ပေးမယ်နင်တို့ကလည်းဂတိတီးပါစေဂတိတီးတယ်နင်တို့သာဂတိမပြတ်စေနဲ့နင်တို့အတွက်အလူဒါနလှုပ်ပေးပြီးတော့အမြတမ်းပေးဝင်မယ်ဆိုရင်ကောငါတို့အတွက်အဲ့လိုလှုပ်လို့မရဘူးအမဲသားအစိမ်းပဲစားကျင်နေကောင်းပြီငါတို့လှုပ်ပေးမယ်အဖေသုံးလမ်းမှာခင်းထားတဲ့အုပ်ကျိုးတွေလည်းဒါမျိုးတွေပဲလားမသိဘူးသုံးလမ်းမှာလည်းတရေလျှောက်ပြီးတော့ပရိတ်ရည်တွေပါရွတ်ရသေးတယ်ဟုတ်လားမနှက်ဖြန်မှာစုံစမ်းကြည့်မယ်နင်လည်းမတ်တင်တန်းရဲ့ခန္ဓာကိုယ်ကနေထွက်တော့မထွက်ရင်ပရိတ်ရည်နဲ့ပတ်မယ်ငါ့ကိုပရိတ်ရည်နဲ့ပတ်ရင်ဟိုကောင်ကိုလည်းတတ်ပြမယ်နင့်ကိုလည်းအလွတ်မပေးဘူးဒေါ်တင်တန်းပြောလိုက်တဲ့စကားကြောင့်အဖေတွန့်ကနေဖြစ်သွားတာကိုမြင်လိုက်ရတယ်အင်းနာချင်းတချို့ကလည်းဒေါ်တင်တန်းရဲ့အခြေအနေကိုသဘောပေါက်ပြီးတော့ကြောက်ကြောက်နဲ့ပြန်သွားကြပြီဒါဆိုရင်ဘယ်တော့ထွက်မလဲနင်တို့အစာကျွေးတာနဲ့ထွက်ပေးမယ်ငါတို့ကိုဂူဖြတ်ထားတဲ့အုတ်ခဲတွေနဲ့အတူရေဝေးကိုပို့ပေးနင်ကတော့ကိုယ်တိုင်စားမယ်ဟိုနှကောင်ကြတော့ဘလို့ကျွေးရမှာလဲငါအတွက်ရောဟိုနှကောင်အတွက်ပါဖက်ပေါ်မှာသုံးပုံစီပုံပေးပြီးတော့ဟိုအပင်အောက်မှာချကျွေးဒေါ်တင်တန်းလက်ညှိုးထိုးပြတဲ့နေရာကကျွန်တော်တို့ချန်စီယိုနားမှာရှိတဲ့အုံးပင်ဆိုတော့ကျွန်တော်လည်းအနည်းငယ်တော့လန့်သွားမိပါတယ်ဒေါ်တင်တန်းပြောတဲ့နှကောင်ကအုံးပင်မှာရှိနေတဲ့ပုံရပါတယ်မနှက်ပြန်မနှက်စီစဉ်ပေးမယ်မနှက်မလုံးနဲ့ည7 နာရီမှလာကျွေးနင်တယောက်ပဲလာကျွေးပါလှုပ်ပေးမယ်အခုနင်လည်းအေးအေးဆေးဆေးနေတော့ကိုလာအောင်နဲ့မတ်တင်တန်းလို့ဒုက္ခမပေးပါနဲ့အဖေကခက်ပြက်ပြက်ပြောပြီးတော့အိမ်ပြန်ဖို့အတွက်ပြင်လိုက်တဲ့အချိန်ဦးလာအောင်ကကြောက်ကြောက်လန့်လန့်နဲ့အဖေကိုအကူကြီးတောင်းနေကူတင်ခမအိမ်မှာလက်အိပ်ပြစီဗျာအိမ်မှာမနေရဲလို့ပါမတ်တင်တန်းကိုပြစ်ထားခဲ့လို့တော့မရဘူးလေဗျာမတော်လို့တခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲတောက်ဆိုရင်ခမလာနေပြီပါလားဗျာကျွန်တော်မနေရဲလို့ပါလာနေပြီမယ်မင်းအိမ်ပြန်တော့ငါကိုလောက်အောင်နဲ့အဖေလှုပ်ပေးလိုက်အောင်မယ်ဟုတ်ကဲ့ဖေအမှန်ပြောရရင်ကျွန်တော်လည်းအိမ်မှာတယောက်တည်းအိပ်ရမှာကြောက်လန့်နေမိပါတယ်မနက်မိုးလင်းတာနဲ့ဦးလာအောင်နဲ့ဒေါ်တင်တန်းတို့ရဲ့တရင်ကရက်ကွက်ထဲမှာဟိုးလေးကြော်သွားပြီမနက်10 နာရီလောက်မှာပဲဦးလာအောင်ကအမဲသားသွားဝယ်ပြီးတော့အဖေက3 လမ်းဘက်ကိုထွက်သွားတယ်ကျွန်တော်အထင်အုတ်ခဲကျိုးကိစ္စတွေအတွက်လမ်းသူလမ်းသားတွေကိုပြောဆိုဖို့ဖြစ်ပါလိမ့်မယ်ကျွန်တော်ထင်တဲ့အတိုင်းပါပဲညနေ4 နာရီကျော်လောက်မှာထော်လာကြီးကားတစ်စင်းကိုငှားပြီးတော့3 လမ်းမှာခင်းထားတဲ့အုတ်ခဲကျိုးတွေကိုပြန်ဖော်ကြပါတယ်ထို့အတိုင်းပဲဦးလာအောင်ရဲ့အိမ်ရှိမှာခင်းထားတဲ့အုတ်ခဲကျိုးတွေကိုလာတည်သွားပါတယ်ကျွန်တော်လည်းဝိုင်းကူလုပ်ပေးပါတယ်အုတ်ခဲကျိုးတွေတင်ပြီးပြီမယ်လေဒေါ့ချေကားကိုတော့ထွက်မသွားခိုင်းသေးပဲနဲ့ည7 နာရီကျော်တဲ့အချိန်ထိစောင့်ခိုင်းထားတယ်ည7 နာရီတိတိမှာပဲငပြောရွက်တွေပေါ်မှာတင်ထားတဲ့အမဲသားစိမ့်တွေကိုအဖေကိုယ်တိုင်အုံးပင်အောက်မှာသွားကြည့်တယ်ထူးဆန်းတာတစ်ခုကဒေါ်တင်တန်းကိုယ်တိုင်အုံးပင်အောက်ကအမဲသားစိမ့်တွေကိုအားရပါရပလုတ်ပလောင်စားနေတာပါပဲကျန်တဲ့အမဲသားနှစ်ပုံကတော့မကုံပြီမယ်ဒေါ်တင်တန်းစားနေတဲ့အမဲသားကတော့တက်စင်အောင်ပြောင်သွားပါတော့တယ်အမဲသားတွေပြောင်သွားတာနဲ့ဒေါ်တင်တန်းလည်းနေရာမှာတင်ပုံလျက်သားလဲကျသွားတော့တယ်ကိုလာအောင်ခမ မိန်းမကိုပြုစုလိုက်အောင်ကျွန်တော်တို့ရေဝဲကိုသွားလိုက်အောင်မယ်မိုးတော့အရန်ရှုပ်နေပြီဟုတ်ကဲ့ကိုယူတင်မင်းမလိုက်ခဲ့မလားလိုက်မယ်ဖေကျွန်တော်လည်းလိုက်မယ်ဦးလေးမလိုက်နဲ့မောင်ထွေမင်းအဖေနဲ့အတူမင်းအမေကိုပြုစုလိုက်ပါဟုတ်ကဲ့ဦးလေးအဲ့ဆိုလည်းကျွန်တော်မလိုက်တော့ပါဘူးကဲအုတ်ကူဖြတ်ထားတဲ့အုတ်ကျိုးတွေနဲ့ပတ်သက်တဲ့သူတွေကားပေါ်တက်ပါရေဝဲကိုပို့ပေးမယ်အဖေပြောလိုက်တဲ့စကားကြောင့်ကျွန်တော်ကြက်သိန်းတစ်ဖြန်းဖြန်းကိုထမိသွားတယ်ကားချေခေါင်းကမှာ3 လမ်းကရာအိမ်မှုနဲ့အဖေထိုင်ကြပြီးတော့ကားအနောက်ကအုတ်ခဲကျိုးပုံတွေကြားထဲမှာတော့စပရာရဲ့3 လမ်းက10 အိမ်မှုနဲ့ကျွန်တော်တို့ဖြစ်တယ်လို့ထိုင်ကြတယ်ကားစားထွက်တော့လမ်းကလူတော်တော်များများအိမ်ထဲကိုပြေးဝင်သွားကြတယ်ဘလောက်တောင်များနေတယ်လဲမသိဘူးဗျကားဖင်ထိုင်ပြီးတော့လီပါနင်းတာတော့ငေတန်ပါနေပြီအုတ်ခဲကျိုးတွေကြောင့်ထင်ပါရဲ့ဗျမဟုတ်ဘူးဗျကြံတော့တင်းချိုင်းရွှေတော့ကျွန်တော်ကားလဲပါတယ်အခုလိုပဲဖင်ဦးတော်မှထောင်နေတာပဲအလောင်းတွေပြန်ဖော်ပြီးတော့တင်လာလို့လားကားဆရာမဟုတ်ဘူးဗျတရေတွေကိုအမိန်ပေးပြီးတော့ရွှေ့တာလေကားဆရာကြီးနဲ့အဖေတို့ရဲ့ပြောဆိုနေတဲ့စကားတွေကတကယ့်ကိုကြောစမ်းစရာကောင်းတယ်ကားကလည်းစက်ကုံဖွင့်ပြီးတော့မောင်းတာလဲဖြည်းဖြည်းပဲသွားပါတယ်ကျွန်တော်ထက်ပိုပြီးကြောက်နေသူကကားစပယ်ယာပါနေကင်းဘက်ဆိုရင်ဟုတ်သေးတယ်ဗျညဘက်ကြီးကြတော့ရေဝေးသွားရတယ်လို့ဗျာဘာဖြစ်လို့လဲကိုရကြောက်လို့ပေါ့ဗျာနေကင်းနေလေတော့အိဆာမရှိဘူးလေအခုကကားပေါ်မှာပါလာတာအကျိုးအကြောင်းတွေကိုပြောပြရင်းနဲ့ပုံမူကြောက်ရွံ့စိုးရင်လာကြောင်းအကျိုးအကြောင်းကိုပြောပြရင်လဲ
ပို့ပြီးတော့ကြောက်မှဆိုတာကြောင့်မပြောဖြစ်တော့ပါဘူးရေဝေးတုတ်တန်ရောက်တော့အုတ်ခဲကျိုးတွေကိုတုတ်တန်အဝင်လမ်းပေးမှာစွန့်ပစ်လိုက်ကြတယ်အဖေကမမြင်ရတဲ့ဖုတ်ပိတ်တာတွေကိုတုတ်တန်ထဲမှာပဲနေခဲ့ကြဖို့မြစ်တာရက်ခံနေအပြန်ကြတော့လေအတော့ကိုတိတာတယ်ကားပေါ့ပေါ့ပါပါဖြစ်ပြီးတော့တွတ်တွတ်လက်လက်နဲ့ဖြစ်နေပြီကျွန်တော်တို့အိမ်ပြန်ရောက်တော့ဦးလာအောင်နဲ့ဒေါ်တင်တန်းတို့စီကိုသွားကြတယ်ဒေါ်တင်တန်းကအရင်လိုပုံစံနဲ့အေးအေးဆေးဆေးဖြစ်နေပါပြီမတ်တင်တန်းဘာတွေဖြစ်ခဲ့လဲဆိုတာမှတ်ရောမှတ်မိရဲ့လားကျန်တာတွေတော့မမှတ်မိဘူးကိုယူတင်ရေရှိုးမလို့အိမ်အောက်ကိုဆင်းတဲ့အချိန်အောက်ကနေစောင့်တွန်းလို့လဲကျသွားတာတော့မှတ်မိတယ်အခုဟာကိုလာအောင်ပြောမှာပဲသိရတော့တယ်ကြောက်စရာကောင်းလိုက်တာအသက်အန္တရာယ်မပေးတာကံကောင်းတယ်လို့မှတ်ကိုလာအောင်ကလည်းဘယ်ကအုတ်ခဲကျိုးတွေဆိုတာမစုံစမ်းမဲနဲ့လှုပ်ချင်ရတယ်ရှောက်လှုပ်တာဟုတ်ကိုမြင့်တို့လမ်းခင်းဖို့ဝဲတာဈေးတက်တာလို့တချင်းဝဲလိုက်မိတာကိုမြင့်တို့လည်းကိုမြင့်တို့ပဲဗျတင်းញိုင်းပစ္စည်းကိုရွာထဲမသွင်းရဘူးရွာနာတတ်တယ်လေသူတို့လည်းမသိဘူးလို့ပြောတာပဲအုတ်ရောင်းတဲ့သူစီကနေပြီးတော့လမ်းခင်းဖို့ဝဲလိုက်တာတဲ့ဇီဝါရီသမားတွေကလည်းဘသူတစ်တိငတေမာရင်ပြီးတော့ဆိုတဲ့စိတ်နဲ့လုံနေကြတာဟုတ်ဗျကျွန်တော်မိမကိုတဲ့ကိုဝင်ဘူးတာဖုတ်လားကိုယူတင်ဖုတ်ပိတ်တာဆိုတာတရက်တစီအားလုံးခေါ်တာဗျကိုထင်ပြမယ်အနံ့ပေးမယ်ဝင်ပူးမယ်အာကူသူစိတ်ကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ရုပ်ကိုမြင်သာအောင်ပြတော့ရှောက်လန့်နေလို့ပြောကြတာပေါ့တကယ်ကသူတို့လိုအပ်နေတာတွေကိုပြောပြခြင်းကြလို့လည်းဖြစ်နိုင်တယ်အမျှလိုချင်ကြလို့လည်းဖြစ်နိုင်တယ်လို့ကြည်စေတာမျိုးလည်းဖြစ်နိုင်ပါတယ်ကျွန်တော်မိမဝင်ပူးတဲ့တစီကအစားအသောက်ကျူးလွန်ပါတယ်ဗျဒီလိုတော့ရှိတယ်ဗျပိတ်တာဆိုတာအမျိုးမျိုးရှိတယ်ကာမစိတ်ကြီးတကူရှိတဲ့ပိတ်တာရဲ့အငတ်ငတ်အပြက်ပြက်နဲ့စားရမယ်တောက်ရမယ်ဖြစ်နေတဲ့ပိတ်တာရဲ့ပေါ့ဗျာဇီယက်ဦးចောင်းဦးတွေမှာနေတဲ့ပိတ်တာတွေရှိတယ်တုတ်တန်တင်းချိုင်းတွေမှာနေတဲ့ပိတ်တာတွေရှိတယ်ပုံပိတ်မှန်နဲ့နေရတဲ့ပိတ်တာတွေရှိတယ်တရားနာကြားနိုင်တဲ့ပိတ်တာတွေရှိတယ်လို့တရားတန်ကြားလို့အဝေးကိုရှောင်သွားရတဲ့ကြောက်လန့်ကြတဲ့ပိတ်တာတွေလည်းရှိတယ်မတ်တင်တန်းစီမှာဝင်ပူးတဲ့တစီတွေကတော့ကြမ်းလဲကြမ်းတယ်ငက်ပြတ်တဲ့ပိတ်တာတစီတွေပဲဗျအခွင့်အရေးရတုံးလေးဝင်ပူးပြီးတော့စားတောက်ပြီးတော့တောင်းစားသွားတာကိုပဲကြည့်တော့တုံလန်းလေတတုတ်အထိနာသွားတယ်ကိုတင်ယူရွာနာတယ်ဆိုတာအဲ့ဒါကိုပြောတာလေတဖြုတ်ဖြုတ်နဲ့မသေးကုန်ကြတာပဲကံကောင်းနေဗျနောက်တစ်ခါကျရင်စင်ကျင်မှဖြစ်မယ်တသက်လုံးမယုံကြည်ခဲ့သမျှကိုရီတော့ကြုံခဲ့ရမှာပဲယုံတော့တယ်ဗျာမယုံလို့တော့မရဘူးကိုလောက်အောင်တရားဟောမှလည်းရှိတယ်ဗျအစင်ပြင်းရင်တန်ဃာတွေပင့်ပြီးတော့အိမ်မှာပရိတ်ရွတ်စေခြင်းနေပိတ်သားတွေဆိုတဲ့ကောင်တွေကယုံရတာတော့မဟုတ်ဘူးအင်မတန်ညံနေညံနဲ့များတယ်စာမှန်သိရင်တော်တော်နဲ့မသွားကြဘူးဗျာဒါဆိုရင်မထက်သွားသေးပဲနဲ့ပေကတ်နေဘယ်လိုလုပ်မလဲအဲ့ဒါကြောင့်ပရိတ်ရွတ်ဖို့အတွက်ပြောတာပေါ့သုံးလမ်းမှာလည်းပရိတ်ထက်ရွတ်မယ်လို့ပြောတယ်ကျွန်တော်အမြန်ဆုံးစီစဉ်လိုက်ပါမယ်ကိုယူတင်မတင်တန်းအစင်ပြေသွားပြီဆိုတော့ကျွန်တော်တို့ပြန်လာအောင်မယ်ဗျာဟုတ်ကဲ့ကိုယူတင်ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်စရာမလိုပါဘူးဗျာအိမ်နီးနားချင်းတွေပဲအရေးအကြောင်းရှိရင်တော့ကုညီရမှာပေါ့ဗျာဦးလာအောင်တို့စီကနေပြီးတော့အိမ်ပြန်လာခဲ့ပြီမဲ့ရှမ်ဘေးအဆက်ကအုံးပင်ကိုတော့ကျွန်တော်မောမကြည့်ဖြစ်ခဲ့ပါဘူးအဖေပြောသလိုစားရကောင်းမှန်းသိတဲ့အတွက်ပေကပ်ပြီးတော့နေကြမှာကိုစိုးတဲ့အတွက်အဲ့လိုအတွေးမျိုးတွေကြောင့်ရှေလက်ပင်မစေးကြောနိုင်တော့ဘဲနဲ့အိမ်ပေါ်ကိုအမြန်တက်ခဲ့ပါတော့တယ်အခုတင်ဆက်ပေးခဲ့တဲ့ဆက်လန်းကတော့စာရေးသူလွင်ဦးဟန်ရေးသားထားတဲ့ဂူဖြတ်အုပ်နဲ့ဖုတ်ပိတ်တာဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းကျွန်တော်တို့ရဲ့ကျူ channel လေးကနေစိတ်ဝင်စားဖို့ရဇာတ်လမ်းကောင်းလေးများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာမူရင်းရေးသားသူဆရာလွင်ဦးဟန်နှင့်ကျော် Audio Box Channel အားလေးစားစွာဖြင့် credit ပေးပါတယ်ခင်ဗျာ